တိုက်ရိုက်ဒီမိုကရေစီပြည်သူများအာဏာပိုင်စိုးသောစနစ်အပိုင်းနဲ့မင်္ဂလာပါခင်ဗျာကိုစားလည်းမလို့ပဲငါတို့ကိုယ်တိုင်ဆုံးဖြတ်မယ်ဆိုတဲ့တိုက်ရိုက်ဒီမိုကရေစီအကြောင်းဆက်လက်တင်ပြပေးပါမယ်ဒီမိုကရေစီဆိုတာမဲပေးပြီးတာနဲ့ပြီးသွားတာမဟုတ်ပါဘူးခေါင်းဆောင်တွေရဲ့ကြားခံမှုကိုလုံးဝလို့မရှိပဲတိုင်းပြည်ရဲ့ဥပဒေနဲ့မူဝါဒမှန်သမျှကိုပြည်သူတွေကပဲတိုက်ရိုက်မဲပေးဆုံးဖြတ်တဲ့စနစ်ဖြစ်ပါတယ်ဒီစနစ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်းနဲ့900ကျော်ကလေးခေတ်အေတီမျိုးပြနိုင်ငံမှာမြို့လေကွင်းပြင်ကြီးတဲ့စုဝေးပြီးလက်ညှိုးထောင်မဲပေးတဲ့စနစ်နဲ့ဆက်တင်ခဲ့ကြတာပါယနေ့ခေတ်မှာတော့တိုက်ရိုက်ဒီမိုကရေစီကိုနယ်လန်3ခုနဲ့ကျင့်သုံးကြပါတယ်ပြည်သူ့ဆန္ဒခံယူပွဲပြည်သူ့အစပြုဥပဒေပြုခြင်းနဲ့အရာရှိများကိုပြည်လဲရုပ်သိမ်းခြင်းတို့ပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာဒီစနစ်ကိုအောင်မြင်ဆုံးကျင့်သုံးနေတာကတော့ဆွစ်ဇာလန်နိုင်ငံပါပဲဆွစ်ဇာလန်မှာပြည်သူတွေဟာတစ်နှစ်ကိုလေးကျင်ခတ်မဲယုံသွားပြီးတိုင်းပြည်ရေးရာတွေကိုတိုက်ရိုက်မဲပေးဆုံးဖြတ်ကြပါတယ်ဒါပေမဲ့ဒီစနစ်မှာလည်းအားနည်းချက်တွေရှိနေပါတယ်လူအုပ်စုရဲ့စိတ်ခံစားမှုနောက်ပါသွားတာလူနည်းစုတွေအပေါ်ဖိနှိပ်မှုဖြစ်ပေါ်နိုင်တာနဲ့မဲပေးရတာကိုညှင်းငွေလာတာမျိုးတွေကြုံရနိုင်ပါတယ်။ညီကုန်းချုပ်အနေနဲ့တိုက်ရိုက်ဒီမိုကရေစီစနစ်တစ်ခုအောင်မြင်ဖို့ဆိုတာနေပညာပေါ်မှာတည်းမကပဲမဲပေးမဲ့ပြည်သူတွေရဲ့အသိဉာဏ်နဲ့တာဝန်ယူမှုပေါ်မှာပါအဓိကမူတည်နေတယ်ဆိုတာတင်ပြလိုက်ရပါတယ်ခင်ဗျာ။